ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင်စနစ်တကျစိတ်မယ်ဆိုလို့ရှိရင်သူဟာလည်းပဲသမထကမ္မထံသဘောပြုဖြစ်တယ်စနစ်တကျအာယုပြုတတ်မယ်ဆိုအဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရည်တွက်နေတဲ့အရေးအတွက်ပေါ်မှာအသုံးပြုနေမယ်ဆိုလို့ရှိရင်ဒါကတော့ခေါင်းတင်းလို့နေတာမန္တရရွတ်ထာလို့ပဲအချိန်အတွက်နေတာသာဖြစ်မယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ပရိကင်ပြီးတော့အလုံးတိုင်းမှာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုပြုပြီးတော့အလုံးတိုင်းပတ်သားနေမယ်ဆိုလို့ရှိရင်သမထကမ္မထာဖြစ်တယ်ပရိစိတ်တယ်ဆိုတာသမထကမ္မထာအဲ့မှာဘုရားဂုဏ်ကိုအာယုပြုပြီးတော့ပရိစိတ်တာရှိတယ်တခြားဒီကုသဏမ32ခုဓာတ်ဆိုတာအာယုပြုပြီးတော့ပရိစိတ်ကြတာရှိတယ်အမျိုးစုံပဲရှိတယ်တမန်အဖြစ်ပြောလိုက်တာပရိစိတ်ခြင်းဆိုတာရှိပုံရာအဖြစ်တော့ဘုရားကုံနဲ့ပရိစိတ်ကြတာများတယ်ပေါ့ဒါတွေကတန္တရမန္တရခတ်ဆန်ဆန်လုပ်တဲ့အလုပ်တွေရွတ်ယုံနှုတ်ကရွတ်တဲ့အချိန်ဟိုသာရေတွက်နေလို့ရှိရင်ကတော့သူကကမ္မထာထိုင်ခြင်းနဲ့ကြွားချတယ်လို့ပြောတရားထိုင်ခြင်းနဲ့ကြွားချတယ်တရားထိုင်ခြင်းဆိုတာဟာလည်းပဲအတူတူပဲငုတ်တော်ထိုင်နေစိတ်ကတောင်တွေးမြောက်တွေတွေးနေလို့ရှိရင်ဘာမှမထူးဘာမှမထူးငုတ်တော်ထိုင်နေထိုင်ရဲ့အိတ်တယ်ဒါလည်းဘာမှမထူးအဲ့တော့တရားထိုင်နေဆိုတဲ့နေရာမှာသမာဓိရအောင်ထိုင်နေတတိတွေတိုးတက်လာအောင်ထိုင်နေသမာဓိတွေမြင့်လာအောင်ထိုင်နေဒီအာယုံသဘောတွေကိုထင်ထင်ရှားရှားသိလာအောင်ထိုင်နေဆိုလိုတာကတတိတွေတိုးတက်လာအောင်သမာဓိတွေတိုးတက်လာအောင်ပညာတွေတိုးတက်လာအောင်စိတ်ကိုတည်ငြိမ်စွာထားပြီးကြိုးစားတာမှတရားထိုင်တယ်လို့ပြောတာထိုင်တိုင်းတရားမဟုတ်ဘူးထိုင်တိုင်းတရားမဟုတ်ဘူးလို့မှစိတ်ပတိနေတိုင်းစိတ်ချင်းအကျိုးကိုသိလိုပါသည်စိတ်ကြည့်ပေါ့နော်စိတ်ကြည့်ပြီးတော့ကိုလိုချင်တဲ့ဟာလေးတခုတောင်းချရလားမရလားနော်အဲ့ဒါမှပြောလို့ရတယ်တချို့တလေလေပရိစိတ်လို့အကျိုးရတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ဟာဘုရားကုံကိုအာယုပြုပြီးတော့ရွတ်ဆိုနေတယ်ဘုရားကုံကိုအာယုပြုပြီးတော့နှလုံးသွင်းနေတယ်ဆိုလို့ရှိရင်တော့တနည်းနဲ့တချိန်ဘုရားကုံအာယုပြုနေတဲ့အချိန်မှာဒေါသလည်းမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဆိုတဲ့အကျိုးကတော့သိချအောင်ရစိတ်တည်ငြိမ်နေဆိုတဲ့အကျိုးကတော့သိချအောင်ရအဆန်ရတာမရတာမသိဘူးအဲ့ဒါတော့နော်စိတ်တည်ငြိမ်မှုဆိုတာတော့ရသေးသေးချာချာပရိစိတ်ပဲဆိုလို့ရှိရင်တော့ပရိစိတ်နေတဲ့အချိန်မှာလောဘဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးအဲ့ဒါလို့မဖြစ်ဘူးပဲနဲ့ဘုရားကုံတော်မှာအာယုတန်တမတ်မတ်ရောက်နေအဲ့ဒီစိတ်ငြိမ်းချမ်းမှုဆိုတဲ့အကျိုးရတယ်။အနဝင်းမဲ့စိတ်ဘုရားကုံတော်စိတ်တဲ့ဆိုရင်တော့ဘုရားကိုအာယုပြုနိုင်ရင်တော့ကုသိုလ်ရတယ်။နော်။ဘုရားကိုအာယုပြုနိုင်ကုသိုလ်ရတယ်။ဘုရားကိုအာယုမပြုဘဲနဲ့ဒီကပရိစိတ်လို့ရလာမယ်အကျိုးလောဘဇောနဲ့စိတ်ရင်ကတော့ဒါလောဘဟာအကုသိုလ်ပဲလောဘဟာအကုသိုလ်ပဲဘုရားကိုအာယုပြုပြီးတော့စိတ်တဲ့အချိန်မှာဘုရားကိုအာယုပြုနိုင်ပြီဆိုရင်တော့ဒါကုသိုလ်လို့ပဲပြော